ရဲ့ချစ်မိတ်ဆွေတွေအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့သူ့မကောင်းလေးတောင်းပေးလိုက်ပါတယ်ဒီတစ်ခါမှာတော့ဒီမှာဟိုးငယ်ငယ်လေးတွေကဒီခင်နှစ်သက်လေးစားခဲ့ရတယ်အတာပါနေရှိကန်းနေဆိုတော့ကြီးအမိတော်မမကြီးရဲ့တခြင်းကောင်းလေးတစ်ပုဒ်မိခွဲကိုရှာဆိုတဲ့ခြင်းလေးကိုစူးစားပြီးတော့ဒီဆိုလိုက်ပါတယ်ဒီဆရာတော့အဆိုတော်တန်းလျာချစ်ဆွေပဲဖြစ်ပါလေရှင်ချစ်ပြီကျင်းလာလေမို့မိခွဲကိုရှာသူမောင်ရဲ့နှစ်သက်ယုံကြမိခဲ့လို့နေနေရှင်နဲ့မိလားရှိပါဘူးရောမောင်ရဲ့နေရှင်နဲ့မိလားရှိပါဘူးရောမောင်ရဲ့မောင်ရဲ့မိဝဲကိုရှာသူရဲ့အော်တွေ့ရဲ့ကိုလက်ရဲ့ရှာသူရဲ့အော်တွေ့ရဲ့ကိုလက်ရဲ့ချိုးညမတော်လေးနေရတွေ့ကြပါကြတော့တွေ့ချက်ကနာပြပါကြည့်သူကိုပါပဲမောင်ရဲ့မိဝဲကိုရှာတော်သူရဲ့နေ့တွေ့ရတာကြတော့ချင်းလေးအေးဆရာတန်းများချစ်ဆွေအေးသာကောင်းတန်ပါနေရှိကန်းလူဆိုတော့ဒီအမိတော်မမအေးအခါလည်းကောင်းအဆူကောင်းအေးကောင်းဆိုတော့အင်းဒီထက်တိုင်းချင်ရှားသေးပါပဲရှင်နားဆင်ရတဲ့သူတွေအတွက်လည်းလွမ်းတယ်လို့ရှိသလိုလေးနဲ့နှစ်သက်စရာလေးပါပဲမိခွက်ကိုရှာတော်သူရတာကြတော့တွေ့ပါလေမိအသက်လွမ်းသူရဲ့ွယ်လွမ်းနေမောင်ရဲ့လွမ်းမောင်ရေ
အခုတော့ဒီမချစ်ဘူးမချင်နာလေးမောမိဝဲကိုရှာသူမောင်ရဲ့ဘယ်သူမှပြလဲမတင်ရင်မေတပရိယေကိုသိသလိုလိုနဲ့ဖြစ်စရာတရားတဘုံအလားမြစ်တဲ့ယုံသာမင်းပဲလို့နေနေဖြစ်နေနေတာရှိပါလို့တော့မောင်ရင်မေဖြစ်နေနေတာရှိပါလို့တော့မောင်ရင်မောင်ရင်ရွှေနာချမ်းမြေ့ကြပါသည်